ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးကြပါမယ်ဇလန်လေးရဲ့အစားမှာတော့အသက်16နှစ်အရွယ်ကောင်းလေးတူဖြစ်တဲ့တိုင်လန်ကစူပါမားကတ်တစ်ခုကိုတွားရောက်ခဲ့ပါတယ်အိမ်မှာအလီဆန်လို့ခေါ်တဲ့46နှစ်အရွယ်မျိုးသမီးတူကရောက်လာကရေချိုခန်းမှာသုံးတဲ့ပစ္စည်းတွေကိုဝယ်ယူရန်အတွက်အကူအညီလာပြီးတော့တောင်းခဲ့ပါတယ်တိုင်လန်ကသူမကိုတွေ့တဲ့အခါမှာတော့သူ့အတွက်အရန်ကိုလှပလွန်နေရကြောင်းစိတ်တွေလှုပ်ရှားနေခဲ့ပါတယ်အဲ့ဒါပြီးတဲ့အခါမှာတော့သူမအတွက်ရေချိုခန်းသုံးပစ္စည်းတွေကိုရွေးချယ်ရမှာကူညီပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စူပါမားကတ်ကနေအိမ်တို့ပြန်လာတဲ့အချိန်မှာအပြင်မှာလီဆန်နဲ့ထပ်ပြီးတော့တွေ့ဆုံခဲ့ပြီးသူမကတော့ရေချိုခန်းသုံးပစ္စည်းတွေကိုတက်စင်နေမသိတဲ့အတွက်သူ့ရဲ့အိမ်ကိုလိုက်ပြီးတော့ကူညီပေးရန်တောင်းဆိုလိုက်ပါတယ်ပြီးတဲ့အခါမှာတော့သူမကတိုင်လန်ကိုအဲ့ဒီအတွက်ငွေပေးပါမယ်လို့လည်းပြောတာကြောင့်ငင်းဆက်နိုင်ခြင်းမရှိတော့ပဲသူမရဲ့အိမ်ကိုလိုက်သွားလိုက်ပါတယ်အိမ်ကိုရောက်တဲ့အခါမှာတော့တိုင်လန်ကရေချိုခန်းသုံးပစ္စည်းတွေကိုအချိန်ခဏအတွင်းမှာတက်ဆင်ပြလိုက်ပါတယ်ထိုရနောက်မှာတော့အလီဆန်ကသူ့ရဲ့အရှိမအဝတ်စားတွေကိုရွှတ်လိုက်ပြီးမင်းတို့ရှင်နေဆိုရင်သူမနဲ့အတူရေချိုးနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါမှာတော့တိုင်လန်ကအရန်ကိုပျော်ရွှင်သွားခဲ့ပြီးမိမိကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲချက်ချင်းပဲခေါင်းကိုငိမ့်လိုက်ကအတူတူပဲရေချိုးလိုက်ကြပါတယ်ရေချိုးရင်းနဲ့လည်းအတူတူနှစ်ပါးသွားကိုကာကြပါသေးတယ်တိုင်လန်တယောက်ကတော့အတောင်အရန်ကိုနှစ်သက်ခဲ့ပါတယ်နောက်ရက်မှာတော့တိုင်လန်ကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းနိုလန်ကိုလေဒီရဲ့အကြောင်းပြန်ပြီးတော့ပြောပြခဲ့ပါတယ်နိုလန်ကလေမင်းကကံကောင်းတဲ့ကောင်ပဲအရန်ကိုပျော်ရွှင်စရာကောင်းတဲ့အရာတစ်ခုကိုရခဲ့တာပဲလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်နောက်ရက်မှာလေသူကအလီဆန်နဲ့ထပ်ပြီးတော့အချိန်သွေးမှာဖြစ်ပါတယ်အဝိစားကောင်းတွေဝစ်ထားတာကိုမြင်တွေ့ရတဲ့သူ့ရဲ့အမေကသူ့ကိုဘယ်သွားမလို့လဲလို့မေးမြန်းလိုက်ပါတယ်။နိုလန်ကတော့ဘာမှရှင်းရှင်းလင်းလင်းမပြောဘဲသူ့ရဲ့တငယ်ချင်းနဲ့ပါတီသွားမယ်လို့တော့ဖြေခဲ့ပါတယ်။ထို့ရဲ့နောက်မှာတော့အလီဆန်ကသူ့ရဲ့အိမ်အပြင်ဘက်ကိုရောက်လာကသူ့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီနောက်နှစ်ဦးစလုံးကစားသောက်ဆိုင်တစ်ခုကိုတွားရောက်ခဲ့ပြီးစကားတွေပြောဆိုပြီးရဲ့နောက်ဒိုင်လန်ကအလီဆန်ကိုသူ့လုံးနေစေဖြစ်တဲ့အက်တစ်ခုကိုပြသခဲ့ပါတယ်။ထို့ရဲ့ app ကိုကြည့်ရှုပြီးအလီဆန်ကသူမရဲ့မိတ်ဆွေက IT ကုမ္ပဏီတစ်ခုမှလှုပ်လှုပ်နေတဲ့အတွက်သူ့ရဲ့ထံမှာအကူအညီတောင်းနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်။ထို့ရဲ့နောက်မှာတော့သူမကဒီအတွက်တစ်ခုခုပြန်ပြီးတော့ပေးရမှာတော့လို့စနောက်ပြီးတော့ပြောဆိုလိုက်ပါတယ်။ယခုခါမှာတော့ဒိုင်လန်ကကိုလေးကိုတွားရမယ့်အစားအလီဆန်ထံကိုတွားရောက်ကအချိန်တွေကုန်လွန်ပြီးတော့ပျော်ရွှင်နေပါတယ်။တနေ့မှာတော့အမေဖြစ်သူကဒိုင်လန်ရဲ့ဖုန်းတွင်းမှာရှိတဲ့အလီဆန်ရဲ့ဖုန်းနံပါတ်ကိုတွေ့ရှိခဲ့ပြီးသူ့ရဲ့သားနဲ့နေ့စဉ်နဲ့အမျှအချိန်တွေကြာမြင့်စွာဖုန်းပြောနေတဲ့အကြောင်းသိရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အမေကတော့သူ့ရဲ့သားဟာကိုလေးကမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်နေရပဲလို့သာထင်ခဲ့ပါတယ်။ဒါကြောင့်မလို့အမေဖြစ်သူကအလီဆန်စီကိုဖုန်းဆက်ကညစာစားဖို့အတွက်သူတို့ရဲ့အိမ်ကိုလာဖို့ဖိတ်ခဲ့ပါတယ်။ညနေခင်းအချိန်မှာတော့အလီဆန်အိမ်ကိုရောက်လာတဲ့အခါမှာဒိုင်လန်ကအရန်ကိုအံ့ဩသွားခဲ့ပြီးအလီဆန်ကတော့မင်းရဲ့အမေကငါ့ကိုညစာစားဖို့ဖိတ်ထားလို့လာခဲ့တာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ဒိုင်လန်ရဲ့မိခင်မလေးအလီဆန်ကိုတွေ့တဲ့အခါမှာသူ့ရဲ့သားအသက်45နှစ်ကျော်အမျိုးသမီးတဦးနဲ့ချစ်ကြိုက်နေအောင်တည်သွားခဲ့ပြီးအရန်ကိုအံ့ဩသွားခဲ့ပါတယ်။ထို့ရနောက်ညစာစားကြရင်အလီဆန်နဲ့အမေဖြစ်သူတို့ရဲ့ကြားမှာအငင်းပွားမှုတွေဖြစ်လာကအလီဆန်မှာဒေါ်လာတွေထွက်ပြီးတော့ထွက်သွားလိုက်ပါတယ်။ဒိုင်လန်ကတော့သူမကိုတားဆီးဖို့ကြိုးစားတော့လေအလီဆန်ကမရက်ဘဲနဲ့ထွက်သွားလိုက်ပါတယ်။အဲဒီနောက်ဒိုင်လန်ကသူမနဲ့အတူပါသွားခဲ့ပြီးရဲ့နောက်အင်ကိုရောက်တဲ့အခါမှာတော့နှစ်ဦးစလုံးကအနမ်းတွေကိုပေးကြကငင်းချမ်းယူလိုက်ကြပါတယ်။ဒါကိုလက်မခံနိုင်ဖြစ်နေတဲ့မိခင်ဖြစ်သူကအလီဆန်ရဲ့အကြောင်းလေးအွန်လိုင်းမှာရှာဖွေပြီးတော့စုံစမ်းကြည့်လိုက်တဲ့အခါမှာအလီဆန်ကအရန်ကိုချမ်းသာရည်သူတူနဲ့လက်ထပ်ခဲ့ပြီးထိုရဲ့လူကလေလာပိုင်းအတွင်းမှာပဲတန်တရားဖြစ်ဖွယ်ရာအခြေအနေတစ်ခုမှတေဆုံးသွားတဲ့အကြောင်းသိရှိလိုက်ရပါတယ်။အဲဒါကြောင့်မလို့မိခင်ဖြစ်သူကသူ့ရဲ့သားကိုအလီဆန်ရဲ့အန်ဒီရဲ့ကနေကဲတင်ရဲ့ဘေးရဲ့နီးနေမဆိုဝေးသွားအောင်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာတော့ဒိုင်လန်ရဲ့မိခင်ဖြစ်သူကလာရာဟာသူ့ရဲ့သားကိုခေါ်ဖို့သွားတော့လေအလီဆန်ကတကားနားကနေမင်းရဲ့သားကိုမရရအောင်ယူမလို့ပြောလိုက်ပြီးအခုဒီမှာမရှိတဲ့အကြောင်းကိုပြောကသူမကိုပြန်ပြီးတော့လွှတ်လိုက်ပါတယ်။ဒီရဲ့စကားကိုကြားတဲ့အခါမှာတော့ကလာရာကကြောင်လန့်သွားခဲ့ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အရင်တော့သူမတီးထားတာဟာသူ့ရဲ့သားဟာတငယ်ချင်းဖြစ်သူဖရီယာကိုကြိုက်နေတတ်နေရကြောင်းဖရီယာကိုညစာစားဖို့အတွက်အိမ်ကိုဖိတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းအလီဆန်ကဒိုင်လန်ကိုသူ့ရဲ့အိမ်မှာနေဖို့ပြောလိုက်ပြီးငါတို့အတူတူပျော်ပျော်နေကြမယ်လို့ပြောကဆွဲဆောင်နေပါတယ်။ဒါပေမဲ့လေဒိုင်လန်ကညှင်းဆန်ပြီးတော့ထွက်သွားလိုက်ပါတယ်။ညဘက်မှာတော့ဖရီယာကသူတို့ရဲ့အိမ်ကိုရောက်လာခဲ့ပြီးညစာအတူတူစားကြပါတယ်။ဒိုင်လန်ကတော့သူမကိုမြင်ရတဲ့အတွက်ပျော်ရွှင်နေပါတယ်။ညစာစားပြီးတဲ့အခါမှာတော့နှစ်ယောက်စလုံးအပြင်မှာစကားတွေပြောနေကြကအဲ့ဒီရဲ့နေရာမှာပဲအနမ်းတွေပြီးဖြစ်ကြပါတယ်။ဒါပေမဲ့ဒိုင်လန်ပြန်သွားပြီးတဲ့နောက်မှာတော့အလီဆန်ကဖရီယာကိုဒိုင်လန်နဲ့ဝေဝေးနေပါမဟုတ်ရင်မင်းကိုတက်ပြစ်မယ်လို့ရှင်းချောင်းလိုက်ပါတယ်ဖရီယာကလည်းတောက်အရန်ကိုကြောက်လန့်သွားခဲ့ပြီးဒိုင်လန်ရဲ့ဖုန်းတွေကိုမဖြေတော့ပါဘူးနောက်တနေ့မှာတော့အလီဆန်ကဒိုင်လန်ကိုသူမရဲ့ IT ကုမ္ပဏီကတငယ်ချင်းနဲ့မိတ်ဆက်ပြီးရင်သူမရဲ့အိမ်ကိုခေါ်လိုက်ပါတယ်ထိုရဲ့တငယ်ချင်းကဒိုင်လန်ကိုအလုပ်ကအခွင့်အလမ်းတစ်ခုကိုပြောပြတော့လေဒိုင်လန်ကကောလေးပြီးမှသာအလုပ်လုပ်မယ်လို့ပြောပြီးတော့ညှင်းဆန်လိုက်ပါတယ်ဒီရက်ခါမှာတော့အလီဆန်ကဒေါ်လာထွက်သွားပြီးဒိုင်လန်ကိုသတိလက်အောင်လောက်ကကျိုးနဲ့တုပ်လိုက်ပါတယ်ဒိုင်လန်တယောက်အိမ်ကိုပြန်မလာတဲ့အတွက်အမေဖြစ်သူကလာရာကအလီဆန်ရဲ့အိမ်ကိုလာရောက်ပြီးတော့စုံစမ်းပါတယ်အလီဆန်ကလေနင်းနေငါတွေကတယောက်ပဲအသက်ရှင်မယ်လို့ဆိုကအမေဖြစ်သူကိုတက်လက်ပေးပြီးတော့တကားကိုလေတောက်ခတ်လိုက်ပါတယ်ဒီရက်ခါမှာအမေဖြစ်တဲ့သူကအစိတ်တောက်ပြီးတော့တီဟန်ဆောင်ကမြေပြင်ပေါ်လဲချလိုက်ပါတယ်
အဲ့ဒါကိုအလီဆန်ကဝင်လာပြီးတော့စစ်ဆေးတဲ့အခါမှာတော့အမေဖြစ်သူကရုတ်တရက်ထားကသူမကိုတိုက်ခိုက်လိုက်ပါတယ်အလီဆန်ကအမေဖြစ်သူကိုတတ်ဖို့လုပ်တဲ့အချိန်မှာတော့သူမရဲ့ရှစ်သူဖြစ်သူဂျွန်နသန်ရောက်လာခဲ့ပြီးအလီဆန်ကိုစတင်ပြီးတော့တိုက်ခိုက်ကတက်ပစ်လိုက်ပါတယ်အလုံးနဲ့ပဲအားလုံးကလည်းဘေးကင်းစွာနဲ့လွန်မြောက်သွားခဲ့ကြပါတယ်လာနေငယ်ကြတဲ့အခါမှာတော့ဖရီယာနဲ့ဒိုင်လန်တို့ကလည်းရှစ်သူတွေဖြစ်လာခဲ့ကြပြီးနှစ်ဦးစလုံးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြရင်ဇလန်လေးကလည်းအဆုံးသက်သွားခဲ့ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့မှလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းလေးကိုအမြဲမပြတ်တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်